အားလုံးမင်္ဂလာပါရှင်ကျမကမနေ့ကပေါ့နော်ဒီကျမရဲ့ချစ်တော်စကားနေတော်မြတ်တာတွေကစာစုလေးတစ်ပုဒ်ကိုကျမဖတ်ပြခဲ့ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျမကနောက်ထပ်စာစုလေးတစ်ခုပေါ့နော်ဒါလေးကိုထပ်ပြီးတော့ဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီနေ့ဖတ်ပြမယ့်ဟာလေးကသူကမနေ့ကနဲ့အဆက်ဆိုလဲဟုတ်တယ်ပေါ့နော်မနေ့ကနဲ့အဆက်လေးအဲ့တော့ခေါင်းစဉ်လေးကအမျက်နေအောင်နဲ့အမျက်နေအောင်ဆိုအမျက်ဒေါသပေါ့နော်ဒေါသနေအောင်စိတ်ထဲမှာပူလောင်မှုတွေကိုနေပါအောင်ဘယ်လိုထားမလဲဆိုတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ကျမအဖိုးနဲ့အဖွားပြောတဲ့စကားလေးကိုကျမကရေးထားတာပဲဖြစ်ပါတယ်အဲ့တော့မနေ့ကဒါစာလေးကျမအရင်ဖတ်ပြမယ်နော်အဲ့တော့မနေ့က post နဲ့ဆက်ဆက်ပြီးတော့ပြောစရာလေးတစ်ခုရှိသေးတယ်အဲ့ဒီအလုပ်သမားတွေကအရန်ဖြစ်တာပဲတခုမဟုတ်တခုနဲ့ပူလောင်နေကြတယ်တခါကဆိုရင်သူလန်းခေါ်တာမကြားလို့ဆိုပြီးတော့တယောက်နဲ့တယောက်ထိုးလာကြိတ်လာအထိစိန်ခေါ်ကြတယ်ခွင့်လွှတ်ပြီးခံနိုင်စွမ်းကဘာလဲလို့မေးယူရတဲ့အထိကိုသူတို့မှမရှိဘူးသူကသူအေးစစ်စစ်နေတဲ့အလုပ်သမားတွေကိုလည်းအနိုင်ကျင့်တယ်အဲ့တော့အဖိုးကကောင်းကောင်းဆိုဆိုမှလို့မရရင်စိတ်တူတာပေါ့နော်အလုပ်တွေပါတယ်ထုတ်ရတဲ့အထိဖြစ်တယ်အဲ့တော့အလုပ်ထုတ်ရပြီဆိုလို့ရှိရင်လည်းအဖိုးကစိတ်တွေတိုးပြီးတော့ကြမ်းခဲ့တတ်တယ်ဘာလို့လဲဆိုတော့ကျမတို့ကအလုတ်စခေါ်တဲ့ကဒါအလုတ်ခန့်ကျင်လို့ခေါ်တာလေနော်အလုတ်ထုတ်ကျင်လို့ခေါ်တာမဟုတ်ဘူး။မမအလုတ်လုပ်တယ်တယောက်နဲ့တယောက်ဒီလိုပြဿနာတွေမရှိဘူးဆိုရင်ကောင်းတာပေါ့ဒါပေမဲ့အလုတ်သမားချင်းချမ်းဖြစ်တာတို့ထိရန်ခတ်တာတို့ကြတော့ဒါမထုတ်လို့မရဘူးလေနော်သူများတွေနဲ့အများကိုနှောက်ယှက်လာပြီဆိုရင်ဒါကအရေးယူရတော့တာပဲနော်အဲ့လိုဖြစ်တဲ့အခါကျစိတ်တူတာပေါ့စိတ်တူရင်ကျမအဖွားကပြောလဲဆိုတော့အဖိုးပေါ့နော်ကိုကြီးရဲ့သူတို့လောကနဲ့ကိုလောကနဲ့မတူဘူးကွယ်တဲ့တအားဒေါသမဖြစ်ပါနဲ့ကိုကတနစ်တာကိုဖရာတရားလှုပ်ချိန်ငွေရှာချိန်စားချိန်တောက်ချိန်အနားယူချိန်စသဖြင့်ရှိပေမဲ့သူတို့ကအဲ့လိုရှိရမဟုတ်ဘူးတဲ့မရှိလို့လည်းအခုလိုဖြစ်နေကြတာတဲ့သူတို့လောကမှာကောင်းအောင်နေဖို့ပြောရင်တော့လက်ခံနိုင်လောက်တဲ့အသိဉာဏ်အောင်မရှိဘူးတဲ့ဆဲတာရမ်းဖြစ်တာဟာအကုသိုလ်ဖြစ်နေတယ်လို့တော့မသိဘူးတဲ့ဒါလည်းရင်ဒါဖြစ်မှလားအကျိုးဆက်လည်းမသိဘူးတချို့ကကြတော့ဒါကိုစင်ရတာမာနဘာညာနဲ့ခေါ်ကြသေးရဲ့တဲ့တကယ်စင်ရတာမာနဆိုတာအခုလိုနှိမ့်နေတဲ့နေရာကနေမြင့်နေအောင်လို့မာနနဲ့ကြိုးစားရမှာတဲ့နေရင်ထိုင်ရင်ဘာမှစိတ်တိုင်းမကြပဲနေရမှာမဟုတ်ဘူးမလားတဲ့အဲ့တော့ကျမဖေဖေပြောခဲ့သလိုပေါ့တဲ့ကျမဖေဖေဆိုတာကကျမရဲ့အဖိုးပေါ့အဖွားရဲ့အဖေရပေါ့နော်ပြောခဲ့တယ်တဲ့ဒေါသဟာဆင်းရဲစေတယ်တဲ့ဆင်းရဲတဲ့သူကဒေါသကိုအဖော်ပြုတယ်ဒါကြောင့်ဆင်းရဲခြင်းနဲ့ဒေါသကအပေါင်းအသင်းဖြစ်တယ်တဲ့ဥစ္စာမကြွယ်ဝရင်တော့အမြင့်နေတဲ့သူကအေးချမ်းပြီးတော့ဒေါကကင်းတယ်တဲ့နော်အဲ့တော့ချမ်းသာပေမဲ့ဒေါသကြီးတဲ့သူကလူချမ်းသာပေမဲ့လေစိတ်ဆင်းရဲရတတ်တယ်မဟုတ်လားတဲ့တော့စိတ်လျှော့ပါတဲ့နော်ဒီအမြတ်နဲ့အောင်နေပါလို့ပြောတာအဲ့တော့ကျမတို့ဒီဒေါသအမျက်နေအောင်နေတယ်ဆိုတာဒေါသမထွက်တတ်လို့မဟုတ်ဘူးเนาะအဲ့တော့လူတိုင်းဟာဒေါသထွက်တတ်တယ်เนาะစိတ်ကလွတ်သွားတယ်စိတ်ကိုအထိန်ချုပ်မရှိဘူးဆိုရင်ဒေါသကကပ်ပါလာတာပဲအဲ့တော့ဒေါသကပ်ပါလာပြီဆိုကျမတို့ဘယ်လိုတွေးရလဲဆိုတော့ဒေါသဆိုတာစင်းရဲခြင်းနဲ့အတူတူပဲငါဒေါသထွက်ရင်ငါနောက်မှာစင်းရဲခြင်းပေါ့နော်ကပ်ပါလာတော့မှာပဲဆိုတော့တတိလေးနဲ့ပြန်ပြီးတော့ဆင်ခြင်ရတယ်အဲ့ဒီခါမှာလူဘဝဆိုတော့ကျမတို့ကအရိယာသူတော်ကောင်းတွေမဟုတ်တဲ့အတွက်ခံစားချက်တွေရှိရဲတယောက်ကကိုယ်စိတ်ဆိုးဒေါသထွက်အောင်လာပြောရင်စိတ်ဆိုးကြတာကြီးပဲတော်တော်များများလေနော်အဲ့တော့သူငါပဲကျမတို့ဆိုလဲစိတ်ဆိုးမှာပေါ့လူကိုဒါပေမဲ့ဘာတွေးရလဲဆိုအကြာကြီးစိတ်ဆိုးစရာမလိုဘူးပေါ့အကြာကြီးစိတ်မဆိုးနဲ့သူတို့ပြောလိုက်တယ်သူတို့ပြောလို့သူကသူတို့ရဲ့အကုသိုလ်သူတို့ပါဇက်ထဲမှာပြောပေးမယ်ကိုကစိတ်တူဒေါသထွက်သွားလို့ရှိရင်အဲ့ဒီဒေါသကြောင့်ဖြစ်တဲ့ပူလောင်မှုဆင်းရဲခြင်းကိုယ်စီမှာလာပြီးတော့လာကြံတယ်အဲ့တော့သူတို့ကကိုယ်ပြောလိုက်တဲ့အချိန်မှာသူတို့စီမှာပဲအဲ့ဒီပူလောင်ခြင်းဆင်းရဲခြင်းရှိတာကိုကအဲ့ဒီသူတို့ပြောလိုက်တဲ့အရာကိုကခံယူလိုက်ပြီးတော့အဲ့ဒီအရာကြီးကိုယ်စီကိုပူဆက်လိုက်တယ်ဆိုရင်အဲ့ဒီဆင်းရဲခြင်းနဲ့အဲ့ဒီတော့ကပူလောင်မှုအဲ့ဒါတွေအကုန်လုံးကကိုယ်စီကိုရောက်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒီခံစားချက်တွေကကိုယ့်ရဲ့ဘဝကိုနေပါရွစေမယ့်အရာတွေမဖြစ်ဖို့လိုတယ်နော်အဲ့တော့ဒေါသဖြစ်လာပြီဆိုရင်ဆင်းရဲတယ်ဆိုပါလဲဆိုပူလောင်ရတယ်ပူလောင်ကအလုပ်ကောင်းကောင်းမလုပ်နိုင်ဘူးစိတ်မကြည်ဘူးခေါင်းတွေကိုက်မယ်ကျမရဲ့ချွေရင်မယ်တခြားကိုယ်တကယ်လုပ်ရမယ့်လုပ်ငန်းဆောင်တာတွေလည်းနှောင့်နှေးသွားတယ်နော်โอเคအဲ့တော့တချို့ကိစ္စတွေမှာခံစားရရှိရခံစားပြီးရင်နေလိုက်ပေါ့နော်အဲ့လိုနေရဲဆိုတာကဒါသူများအတွက်မဟုတ်ဘဲနဲ့ကိုယ်အတွက်ပဲဖြစ်ပါတယ်နော်အဲ့တော့မလွယ်ပေမဲ့လည်းစူးစမ်းကြည့်လို့ရပါတယ်ကျမကိုယ်တိုင်လည်းအခုအလိုနည်းနဲ့လေးပဲပေါ့နော်အမျက်ဒေါသတွေကိုတနိုင်သမျှပြေလျှော့နိုင်အောင်လို့စူးစမ်းနေပါတယ်ရှင်အဲ့တော့အားလုံးပဲ
ကြည်သာရှင်ပြရှိပြီးတော့ကောင်းသောလူအင်ဟူသည်မြပြေဝကြပါစေလို့ကျွန်မကဒီဆောင်ပါလေးမှာရေးသားထားပါတယ်ရှင်โอเคပါရှင်ကျွန်မရဲ့ဒီစာအုပ်ကလေးမှာအခုဖတ်ပြသွားတဲ့ဟာလေးကိုနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အဘဘလာမမโอเคပါကျေးဇူးများတင်ပါတယ်ဘဖိုင်လို့ပါတတာပါတတာလို့တတာโอเคပါရှင်ဒါဆိုရင်မနက်ဖြန်မှာပြန်တွေ့ကြမယ်နော်ဘိုင်သွားမှာလားတဲ့โอเคအားလုံးမင်္ဂလာပါရှင်ကြားလားကြားโอเคပန်းနေတာတတရဲ့မမအကြားမှာဒီမှာထားလိုက်မယ်အစိဖြစ်မယ်လေရှုပ်လို့မယ်ဆိုပူပူအရန်လေတာသူ့ပန်းပန်မိမယ်သူသိတယ်bye bye 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 ရပြီမစ္စတာချုံတိုးလေးကိုခေါ်လိုက်အဲ့ဒါကြီးပြလိုက်မယ်လမ်းလျှောက်မှာလားကိုဘက်ကနေလမ်းလျှောက်မှာလားမေးလိုက်လမ်းလျှောက်မှာအောက်ဆင်းလမ်းလျှောက်မှာအောက်ဆင်းမှာဆင်းမှာလားကလေးလေးဆင်းမှာလားဒီအားစမယ်တမ်းလမ်းလျှောက်မယ်ညီလေးလေးကလဘာခေါ်လိုက်ရမှာလားကလဘာတော့ခေါ်လိုက်ကြမယ်နော်ရအိမ်လားပြည့်တယ်ရပြီနော်လာတမေ